Hi guys ဒီနေ့ဒီအရသာနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီစကားလုံးလေးတစ်လုံးကိုမျှဝေပေးချင်ပါတယ်အဲ့ဒီစကားလုံးလေးကဒီမှာရေးရတယ်ဥမာမီတဲ့ဥမာမီဆိုတဲ့အဓိပ္ပာယ်ကဂရင်းတွေ့စေတော့အရသာစိတ်တော့ဗောအမှသူနဲ့ဆင်းတဲ့စကားလုံးလေးရှိရလေမှာ savory တို့ meaty တို့ nutty တို့အဲ့လိုစကားလုံးလေးရှိတယ်ဒီဥမာမီဆိုတဲ့စကားလုံးကဂျပန်ဘာသာစကားနေပြီးတော့နော်ယူထားတဲ့ဟာပေါ့ဥမာမီမစလုံးလေးရေးပြတာနော်ဥမာမီအရသာစိတ်သောပေါ့ဒီစိတ်သောဆိုတဲ့စကားကခုနပြောသလိုနော်နိုင်ငံတော်များများမှာရှိတော့ရှိမှာပေါ့ဒါပေမဲ့အင်္ဂလိပ်စကားမှာအဲ့လိုမျိုးပေါ့နော်ဟိုစင်လေးတွေပဲရှိရပေါ့အဲ့လိုမျိုးဒီမှာစိတ်သောဆိုတဲ့စကားမှချိုမယ်ချင်မယ်ငံမယ်ခါမယ်အဲ့ဒီဟာတွေအပြင်ကိုဒီနောက်တစ်မျိုးဖြစ်တဲ့အဲ့စိတ်သောဆိုတဲ့စကားလုံးတွေကိုဒါပြပြပေးရဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် like and follow မှတ်ချက်ရောမျှဝေပြီးယခုဗီဒီယိုမတည်သေးတဲ့တွေပြပြပေးရဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် see bye bye thank you